ကိုယ့်အပေါ်မှာစိတ်ကောင်းရှိတဲ့လူတွေကိုကိုယ့်အပေါ်မှာကျေးဇူးရှိတဲ့လူတွေကိုစိတ်ထိခိုက်အောင်လုပ်မိလိုက်တဲ့အတွက်ဝမ်းနည်းနေလားနောင်တတွေရမိနေလားကိုယ့်အပေါ်ကိုစိတ်ကောင်းထားတဲ့လူတွေကိုယ့်အပေါ်ကိုတန်ဖိုးထားပေးတဲ့လူတွေကိုယ့်အပေါ်မှာကျေးဇူးရှိဘူးတဲ့လူတွေကိုဘယ်တော့မှစိတ်ထိခိုက်အောင်နာကျင်အောင်မလုပ်မိပါစေနဲ့။ဘာဖြစ်လို့လဲဆိုတော့စိတ်ကောင်းရှိတဲ့လူတွေသူတော်ကောင်းစိတ်ရှိတဲ့လူတွေကိုနာကျင်အောင်လှုပ်လိုက်မိပြီဆိုရင်သူတို့စီကနေဘာတုတ်ပြန်တန်ဘာအော်ဟစ်တန်မှတဲ့အနေနဲ့ကြားရမှာမဟုတ်ပါဘူးသူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့နာကျင်မှုတွေကိုတိတ်တိတ်ကလေးပဲရင်ထဲမှာထားပြီးတော့နေသွားတတ်တာပါအဲ့ဒီလိုနာကျင်သွားတဲ့အခါမဲနာကနေတဖြည်းဖြည်းချင်းပျောက်ကွယ်သွားလိမ့်မယ်မဲနဲ့ဝေးရာကိုတဖြည်းဖြည်းချင်းရောက်ရှိသွားကြလိမ့်မယ်အဲ့ဒီလိုဝေးကွာသွားခြင်းကတခဏတည်းဝေးကွာသွားခြင်းမျိုးဟုတ်မှာမဟုတ်ဘူးတစ်သက်လုံးဘယ်တော့မှပြန်မလာတော့တဲ့ဝေးကွာခြင်းမျိုးဖြစ်တယ်။တင့်ကိုဘယ်တော့မှလည်းပြန်လဲပြီးတော့မှယုံကြည်လက်ခံပေးဖို့ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူး။သူတို့အနေနဲ့ကတော့သူတို့ရဲ့သူတော်ကောင်းစိတ်သူတို့ရဲ့စိတ်ရင်းအတိုင်းပဲရောက်တဲ့နေရာမှာကောင်းတာတွေကိုလုပ်မယ်။စိတ်ကောင်းတွေထားမယ်။ကောင်းကျိုးတွေကိုပြုနေကြအောင်ပါပဲလေ။ဒါပေမဲ့မင်းအနေနဲ့တင့်အနေနဲ့သိလိုက်ရတာတခုကတော့သူတို့ကိုဆုံးရှုံးလိုက်ရပြီဆိုတာပါပဲဒါကြောင့်ကိုယ်အနီးနားမှာရှိတဲ့လူတွေကိုယ်ကိုတန်ဖိုးထားတဲ့လူတွေကိုယ်ကိုမျက်နှိုးတဲ့လူတွေကိုယ်ကိုကျေးဇူးရှိတဲ့လူတွေကိုယ့်အပေါ်ကိုကျေးဇူးပြုတဲ့လူကိုယ်ကိုလမ်းကောင်းကိုညွှန်ပေးတဲ့လူတွေအကုန်လုံးကိုတန်ဖိုးထားပါမရှိတော့တဲ့အခါမှနောင်တရနေတာတဲ့စာရင်ရှစ်နေတော့မှတန်ဖိုးထားပါကိုယ့်ဘောကျေးဇူးရှိတဲ့လူကိုယ့်ကိုတန်ဖိုးထားပေးတဲ့လူကိုယ့်ကိုလေးခံစားသွားရအောင်မလုပ်မိပါစေနဲ့အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ